ခေါင်းစဉ်လျှို့ဝှက်ကြေးရွာ၏ပြားချိန်စာကဘာဦးကလေးကတည်ရှိခဲ့သောဝေးလံသောမြန်မာနိုင်ငံ၏ကြေးရွာတစ်ရွာတွင်ပြားချိန်စာဟုအဓိပ္ပာယ်ရသောပြားတစ်ကောင်၏လျှို့ဝှက်ချက်သည်တည်ရှိခဲ့သည်ထိုရွာရှိလူများသည်ပြားကိုမျက်နှိုးကြပြီးထိုရွာရှိအရက်သည်လည်းပြားနှင့်ဆက်ဆက်နေသည်ဟုယုံကြည်ကြသည်ထိုရွာသို့ပြားကြီးဟန်ကြီးနှင့်နေကြီးတို့ရောက်ရှိလာခဲ့ကြသည်သူတို့သုံးဦးသည်အရက်တောက်ရင်းပြားချိန်စာအကြောင်းကိုကြားသိရသည်ထိုချိန်စာကိုသိရှိပါကအသက်ရှည်ခြင်းသို့မဟုတ်စီးစိမ်ဥစ္စာကိုရရှိနိုင်သည်ဟုသူတို့ယုံကြည်ကြသည်ထိုအတောတွင်ကျဲစင်လာမင်းနှင့်ကျမတို့သည်လည်းထိုကြေးရွာသို့ရောက်ရှိလာခဲ့သည်သူတို့သည်လျှို့ဝှက်ချက်ကိုရှာဖွေနေကြပြီးအရက်သမားသုံးဦးကိုတွေ့ရှိခဲ့သည်သူတို့သည်အရက်သမားသုံးဦးနှင့်အတူစွန့်စားခန်းထွက်ရန်သဘောတူခဲ့သည်စွန့်စားခန်းစတင်ခြင်းသူတို့6ဦးသည်အရက်သမား3ဦး၏မူးယစ်မှုနှင့်မိန်းကလေး3ဦး၏လိမ္မာပါနတ်မှုကိုပေါင်းစပ်ကာစွန့်စားခန်းကိုစတင်ခဲ့သည်သူတို့သည်ဂမ်ဘီယာဆန်သောနေရာများသို့တွားရောက်ကြပြီးတဲထိတ်ရင်ပူဆန်သောအဖြစ်အပျက်များကိုကြုံတွေ့ရသည်တနေ့တွင်သူတို့သည်ပြားကူတစ်ခုသို့ရောက်ရှိခဲ့သည်ထိုကူထဲတွင်ပြားတစ်ကောင်၏ကျင်းစားရှိသည်ဟုယုံကြည်ကြသည်ပြားကြီးသည်ဆရာကြီးပုံစံဖြင့်ကူထဲသို့အရင်ဝင်သွားခဲ့သည်သို့သောသူသည်ပြားများ၏တိုက်ခိုက်ခြင်းကိုခံခဲ့ရသည်ဟန်ကြီးသည်မူးယစ်နေသောကြောင့်ပြားများကိုမတွေ့ခဲ့ပေနေကြီးသည်ဥတူအတက်ပုံစံဖြင့်ပြားများကိုလိုက်ရှာနေခဲ့သည်မိန်းကလေး3ဦးသည်လိမ္မာပါနတ်မှုဖြင့်ပြားများကိုတိုက်ခိုက်နိုင်ခဲ့သည်လျှို့ဝှက်ချက်ကိုဖော်ထုတ်ခြင်းသူတို့သည်ပြားကူထဲတွင်လျှို့ဝှက်ချက်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့သည်ထိုလျှို့ဝှက်ချက်သည်အဖိုးတန်ရတနာတွေမဟုတ်ဘဲနှစ်ချို့ပြားရည်များသည့်တဘာဝအလျှောက်တက်ပြုခြင်းဖြစ်ပေါ်ပြီးအနံ့အရသာနှင့်ပြည့်စုံသောအဖိုးပြားရည်ဝါရက်ဖြစ်သည်ထိုချိန်စာသည်အရက်အကိုမျက်နှိုးသောလူများ၏တစ္ဆာဖြင့်ပြက်ပြဲသွားပြီးလျင်ကိုပြားကြီးတို့တငယ်ချင်းတစုတို့သည်လည်းပြားရည်ဝါရက်များကိုပါလာသောပုံများခက်ယူကြပြီးပျော်ရွှင်စွာဖြင့်ရွှေစွန်းသို့ချီတက်သွားကြလေတဲ့ဤတွင်ပြီးတပ်ပေတ္တာကံမကတာကာ